အားလုံးပဲမင်္ဂလာပါလို့ဒီနေရာကနေနှုတ်ခွန်းဆက်တာလိုပါတယ်ရှေးဥစွာဘုရားသခင်ရဲ့နာမတော်ကိုဥစွာချီးမွမ်းပါတယ်လို့ဘုရားသခင်ကြီးစွာတော်ကြောင့်ကျွန်တော်တို့ပြန်လဲပြီးတော့မှဘုရားသခင်ကကျွန်တော်တို့ကိုစုံတွေ့ခွင့်ပေးတယ်ဘုရားသခင်ရဲ့နာမတော်ကပါစစ်စစ်ဘုန်းကြီးပါစေအရေးကြီးတဲ့စကားလေးတုတ်ခွန်းအရင်ဆုံးပြောချင်ပါတယ်မိတ်တော့မဆက်တော့ပါဘူးပြီးခဲ့တဲ့ဘက်ကကျွန်တော်ဆက်ပြီးသားဖြစ်တာအားလုံးနဲ့ကျွန်တော်တည်ပြီးသားဖြစ်ပါတယ်လောကမှာတဲ့ပြဿနာတွေအများကြီးရှိပေမဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာတွေကအဲ့ဒီပြဿနာတွေကိုတွေးတောရင်မိမိအတွက်ယောဂါတွေတူပွားလာလိမ့်မယ်စိတ်ဆင်းရဲတောကတွေပြာပါရတွေမြောက်များစွာဝင်လာတဲ့အခါမှာကျွန်တော်တို့ခန္ဓာအတွက်ကျန်းမာခြင်းထိခိုက်နိုင်တယ်ယောဂတူးပွားနိုင်တယ်ဒီຢာလေးကိုနားစေကြည့်ခြင်းတယ်ဒီကိုမောင်မတို့စိတ်ထောင်းရင်ကိုကြည့်တဲ့ခန္ဓာထောင်းသွားတဲ့အခါမှာစိတ်ထောင်းတဲ့အခါမှာခန္ဓာကြည့်တယ်နံပါတ်1အချက်ကဘာလဲဆိုရင်ဖရာသခင်ရဲ့ဂတိတော်တွေကိုကျွန်တော်တို့များများတွေးပါတဲ့ဂတိတော်ဟာသင်နဲ့ကျွန်ုပ်အတွက်ဖြစ်တယ်အာမင်ဤယာတိထာဝရဘုရားဤနှုတ်ကပတ်တော်ဖြစ်တယ်လောကအရာတွေကိုများများတွေးနေမဲ့အစားသင်ရဲ့ဘဝအသက်တာမှာဖရာကောင်းမြတ်ကြောင်းဖရာတာဝန်ယူနိုင်ကြောင်းဖရာကွယ်ကာနိုင်ကြောင်းဖရာရဲ့မဆာခြင်းကောင်းကြီးဂတိတော်တွေကိုသင်ကတွေးတောရင်အဲ့ဒီဂတိတော်တွေကသင်အထဲမှာတက်ရောက်လာမယ်ဆိုတဲ့အရာကိုသင်နားလည်စေဖို့ဖြစ်တယ်နံပါတ်3ချက်ကတော့ဘာလဲဆိုလို့ရှိရင်လောကမှာတဲ့ဘလို့သိမလဲရွေးချယ်ခွင့်မရှိပါဘူးညီကိုမောင်မတို့လောကမှာကျွန်တော်တို့ငါဗမာသိမယ်ငါဟာခါမှာသိမယ်လို့ရွေးချယ်လို့ရလားမရဘူးသင်ဘဝတက်တာမှာသင်ဘလို့သိသွားမလဲဆိုတာဘယ်သူသိလဲသင်မသိနိုင်ဘူးဖယားကပဲသိနိုင်တယ်ဒါကြောင့်မလို့လောကမှာတဲ့သင်ဘလို့နေမလဲရွေးချယ်ခွင့်ရှိပါတယ်သင်ဘလို့သိမလဲဆိုတဲ့အရာကိုသင်ရွေးချယ်ခွင့်မရှိသလိုသင်ဘဝအသက်တာအတွက်သင်ဘလို့နေမလဲလို့သင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဘလို့နေမလဲစဉ်းစားကြည့်ရအောင်ချီးမွမ်းပြီးနေမယ်ဘလို့နေမလဲကိုးကွယ်ပြီးနေမယ်ဘလို့နေမလဲဂတိတော်တွေကိုဆွဲလန်းပြီးနေမယ်ဘလို့နေမလဲယုံကြည်ခြင်းနဲ့ပဲသင်ကအသက်ရှင်မယ်ဆိုတဲ့အရာလေးကိုရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဘလို့နေမလဲဖခင်နှစ်တဲ့အသက်တာနဲ့အသက်ရှင်မယ်ဆိုတဲ့အရာကိုသင်ကရွေးချယ်လို့ရပါတယ်အာမင်ဒီနေ့ဒီအရာလေးကိုကျွန်တော်တို့နားလည်စီဖို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဝင်ငှမဲ့ကောင်းစဉ်ကကျွန်တော်ပြင်ဆင်ထားတာကတော့ပြီးခဲ့တဲ့အပတ်ကစားနဲ့သက်ဆိုင်တဲ့အကြောင်းဏ္ဍန်နဲ့ကျွန်တော်ဖော်ပြခဲ့တဲ့အကျဉ်းချုပ်လေးဒါပေမဲ့စားနဲ့သက်ဆိုင်တဲ့အချက်12ချက်ကိုကျွန်တော်ပြင်ဆင်ထားတယ်ကျွန်တော်3ချက်4ချက်လောက်ပဲအနည်းငယ်လေးပဲမိမောင်းထိုးပြတာဒါပေမဲ့ဒီကနေ့ဒီစားအကြောင်းကိုကျွန်တော်မပြောဘူးနောက်ဖျားရှင်ပြင်ဆင်ပေးရင်ဒီနေရာမှာစားရဲ့အကြောင်းကိုဂဂနာတိသွားအောင်ကျွန်တော်ရှင်းပြပေးမယ်ဝေငှပေးမယ်ဆိုတဲ့အရာလေးကိုဖော်ပြပေးခြင်းပါတယ်ဖျားကဒီမှာကျွန်တော်ထိုင်ရင်းနဲ့ဒီခေါင်းစဉ်မပေးဘူးကျွန်တော်စိတ်ထဲမှာပေါ်လာတဲ့ခေါင်းစဉ်ဖျားဖွင့်ပြပေးတာဖြစ်တယ်အဲကြောင့်ဂျင်နဲ fellowship မိဘညီကိုမောင်နှမများအားလုံးကိုအတိပေးခြင်းပါတယ်ကျွန်တော်ကိုအချိန်မရွေးကျွန်တော်ဘက်ကအစင်သင့်ရှိနေပါတယ်ဆရာကိုကြိုပြီးမဖိတ်ထားလို့ဖြစ်ပါမလားဆိုတာမစိုးရိမ်ပါနဲ့ကြိုပြီးဖိတ်မထားလဲအရေးပေါ်ဖျားတို့ထိလာရင်နာယီချပဲဖြစ်ဖြစ်မိနစ်ချပဲဖြစ်ဖြစ်အချိန်မရွေးအကြောင်းကြားလိုက်ပါအစင်သင့်ပါပဲနှုတ်ကပတ်တော်နဲ့ပတ်သက်ရင်ဒါလေးကိုလည်းကြော်ညာပေးခြင်းပါတယ်ဒီနေ့ခေါင်းစဉ်လေးကဘာလဲဆိုလို့ရှိရင်တိုင်9တိုင်ထဲကခေါင်းစဉ်အကြောင်းကိုဝင်ငှပေးခြင်းပါတယ်ဒီနေ့ယုံကြည်သူအသက်တာမှာသင်ဘဝအသက်တာထဲမှာဒီတိုင်9တိုင်မရှိရင်သင်ဘဝကအချီးအနီးသင်ဘဝလဲပြိုသွားမှာဖြစ်တယ်အဲ့ဒီတိုင်9တိုင်ထဲမှာတတိုင်ကိုပဲဆရာဝင်ငှပေးမှာဖြစ်တယ်အဲ့ဒီတိုင်ရဲ့ခေါင်းစဉ်ကဘာတိုင်လဲဆိုရင်ယာကုပ်ကြောက်တိုင်ဣသရေလနိုင်ငံမှာဣသရေလလူမျိုးတွေကသူတို့အိမ်ဆောက်တဲ့အခါမှာအရှိမုတ်ဦးနေရာမှာတိုင်9တိုင်ရှိတယ်သူတို့ကဒီလိုရည်ရွယ်ပြီးတော့မှ
သူတို့တည်ဆောက်တယ်ဆိုတဲ့အရာလေးကိုနားလည်စေခြင်းနဲ့နှုတ်ကပတ်တော်မတွားခင်မှာအဖြစ်အပျက်ကလေးအကြောင်းအရာတစ်ခုကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့ကျွန်တော်နိုင်ဝက်အတိပဲကျွန်တော်ဟောမှာဖြစ်တယ်အချိန်10မိနစ်စက္ကန့်တော့မှဆုံးသွားမယ်ဆုံးသွားမှာမဟုတ်ဘူးဆိုတာကိုကြော်ညာပေးခြင်းပါတယ်တနေ့တောထဲမှာတရားဟောဆရာတယောက်နဲ့ရှေ့နေတယောက်ကသူတို့တောပြစ်ထွက်ကြတယ်နေကုန်သူတို့တောထဲမှာသူတို့တားကောင်ကိုရှာရင်းနဲ့ညနေစောင်းတဲ့အချိန်မှာသမင်တကောင်ကိုသူတို့တွေ့တဲ့အခါမှာတရားဟောဆရာကလည်းလေတနက်နဲ့ရှေ့နေကလည်းလေတနက်နဲ့ဘာလို့လဲဆိုတော့သမင်ကိုတွေ့တဲ့အခါမှာသူတို့ပြစ်လိုက်တဲ့အခါမှာဒိုင်းနောက်ရှေ့နေကလည်းဒိုင်းကနှစ်ဒိုင်းတေတာကဘာလားလဲတကောင်ပဲသမင်တကောင်အဲ့ဒီချိန်မှာသူတို့နှစ်ယောက်ကအငင်းပွားကြတယ်ရှေ့နေကကျွန်တော်ပြစ်တာတဲ့တရားဟောဆရာကလည်းကျွန်တော်ပြစ်တာပါတဲ့ရှေ့နေကြီးတဲ့မဟုတ်ဘူးကျွန်တော်ပြစ်တာညင်းရင်နဲ့အတ္တမစကတ်သူငယ်တယောက်ကရောက်လာတယ်ဆရာတို့ဘာဖြစ်ကြတာလဲတဲ့မဟုတ်ဘူးတဲ့ငါတို့ပြစ်လိုက်တဲ့သမင်ကရှေ့နေကသူပြစ်တယ်လို့ပြောတယ်တဲ့ရှေ့နေကလည်းမဟုတ်ဘူးတရားဟောဆရာပြစ်တယ်လို့ပြောတယ်မင်းပဲဆုံးဖြတ်ပြီးပါတဲ့ဒါနဲ့လူငယ်ကဘာလို့လဲဆိုရင်သမင်ခေါင်းကနေခြေပြားအထိသူကြည့်စစ်ဆေးပြီးတဲ့အခါမှာအဖြေရပြီတဲ့ရှေ့နေကြီးပြစ်တဲ့ဒဏ်ရာမဟုတ်ဘူးတဲ့ဒါကတရားဟောဆရာပြစ်လိုက်တဲ့ဒဏ်ရာပဲဘာကြောင့်မင်းဒီလိုပြောတာလဲတဲ့ရှင်းလေးပါတဲ့ညာဘက်နားကနေထွက်သွားတဲ့ကြည်စံကဘယ်ဘက်ကနေထွက်သွားတာပါတဲ့ဒီကနေ့ညီကောင်မောင်နှမတို့ဘဝအသက်တာမှာဆရာတရားဟောတာတော့အရန်ကောင်းပါတယ်သင်ဘဝအသက်တာထဲမှာသင်နာတဲ့ကိုဝင်လာတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကြည်စံဟာသင်နှလုံးသားတွေကိုကင်းအောင်ပါစေသင်နှလုံးသားတွေကိုမရောက်ဖဲသင်ကညာဘက်နားကနေပေါက်ထွက်ပြီးဘယ်ဘက်နားကနေထွက်သွားရင်ဘဝမှာအချီးနှီးတက်တက်ပဲဖြစ်တယ်ဆိုတဲ့အရာကိုသင်နားလည်စေဖို့ဖြစ်တယ်ဆိုတဲ့အရာလေးကိုဖော်ပြပေးခြင်းပါတယ်နောက်ထပ်အကြောင်းအရာလေးတစ်ခုဖော်ပြပေးခြင်းပါတယ်လောကမှာတဲ့လူမျိုးရှိတယ်တည်တည်ချာချာလေးမှတ်ထားပေးပါတစ်မျိုးကတော့တဲ့အားပြတ်တဲ့သူနောက်တစ်မျိုးကတော့ဗာလဲအားပြုတ်တဲ့သူအားပြတ်တဲ့အခါမှာလူကအားခန္ဓာမှာအားပြတ်သွားရင်စိတ်သက်ကြလာတယ်အင်အားမရှိတော့ဘူးစိတ်ပြက်လာတယ်အားငယ်လာတယ်ဝမ်းသင့်လာတယ်ကြေကွဲလာတယ်ဒါပေမဲ့အဲ့ဒီထဲမှာမှနောမိဆိုတဲ့အမျိုးသမီးကတယောက်ရှိတယ်ကျမ်းစာထဲမှာအဲ့ဒီအမျိုးသမီးကသူ့ရဲ့ယောက်ျားရဲ့နာမည်ကအေလိမလက်လို့ခေါ်တယ်သူကမောဘပြည်မှာနေတာမောဘပြည်မှာနေတဲ့အခါမှာသူကဘာလုပ်လဲဆိုလို့ရှိရင်မောဘပြည်ကနေပြီးတော့မှသူကဘယ်ကိုသွားလဲဆိုရင်ဗက်လင်မြို့ကိုသူကပြောင်းသွားတာဗက်လင်မြို့ကနေသူပြောင်းသွားတဲ့အဲ့ဒီဗက်လင်မြို့ကိုပြောင်းသွားတဲ့အခါမှာငါမောဘပြည်ကနေဗက်လင်မြို့ကိုတွားရင်တော့အစဉ်ပြေမှာပဲသူ့စိတ်ထဲမှာစိတ်ကူးတာယနေ့ညီကောင်မောင်တို့အားပေးစေခြင်းနဲ့သင်ဘယ်နေရာမှာပဲနေဖယားရှိရင်အစဉ်ပြေတယ်ဆိုတာကိုသင်နားလည်စေခြင်းနဲ့အာမင်သင်ကဒီနေရာမှာရှိလို့ဒီနေရာကိုရောက်လို့ငါအစဉ်မပြေဘူးလို့သင်စိတ်ထဲမှာတွေးတောရင်သင်ဘယ်တော့အခါမှအစဉ်ပြေမှာမဟုတ်ဘူးဆိုတာကိုနားလည်စေခြင်းနဲ့ဒီနေ့အဲ့ဒီအမျိုးသမီးဟာသူရောက်သွားတဲ့နေရာမှာ तू အစဉ်ပြေမလားဆိုတဲ့စိတ်နဲ့ तू တွေးတောပြီးတော့မှ10နှစ်ပြည့်တဲ့အခါမှာသူ့ရဲ့ယောက်ျားတည်သွားတယ်သူ့ရဲ့သား2ယောက်တည်သွားတယ်ယနေ့ဘဝတက်တာမှာ तू ဘု து ကိုအာမကိုလို့လေဖယားကို तू အာမကိုလို့ तू ဘု து ကိုမကြည့်လို့လေဖယားကိုမကြည့်လို့ तू ကနေရာကိုကြည့်တာနေရာအချိန်အနေပေါ်မှာ तू အစဉ်ပြေမယ် तू ကောင်းစားမယ်ဆိုတဲ့ဒီအမျိုးသမီးရဲ့ဘဝအသက်တာဟာစိတ်ပြည့်ရတယ်အားပြည့်ရတယ်ဘဝအသက်တာကိုမြင်တွေ့ရတာဖြစ်တယ်ညီကိုမောင်တို့နောက်တစ်ယောက်ကတော့ဘာတူလဲဆိုလို့ရှိရင်ယောရှုဖြစ်တယ်ယောရှုရဲ့ဘဝအသက်တာကိုကြည့်လိုက်ပါယောရှုရဲ့ငယ်နံမြေကတိတယ်လူလည်းကြိုးထောင်ကြည့်ရအောင်ယောရှုရဲ့ငယ်နံမြေကျမ်းစာ Bible Study တင်တဲ့လူတွေကြားဘူးမှာပါအောရှိလို့ခေါ်တယ်သူ့ရဲ့ငယ်နာမည်ကအောရှိသူ့ရဲ့အောရှိနာမည်ကိုဘယ်သူကပြောင်းပေးလဲဆိုရင်မောရှိကပြောင်းပေးလိုက်တာဘယ်လိုပြောင်းပေးလဲယောရှုအောရှိဘဝကနေယောရှုဘဝကိုရောက်သွားတယ်
ယောရှိရဲ့ဘဝအသက်တာမှာဖခင်ပေါ်မှာယုံကြည်တယ်ဖခင်ကိုသူအားကိုးတဲ့အခါမှာသူကအားရှိတယ်ဖခင်သခင်ကိုကိုးစားတဲ့အခါမှာခန္ဓာပြည်ကိုရောက်သွားပြီးတဲ့အခါမှာကောင်းကြီးမင်္ဂလာခံစားရတယ်မဟုတ်ဘူးလားဘဝအသက်တာမှာဖခင်ရှိရင်သင်ဘဝအသက်တာမှာသင်အားရှိနေရမယ်သင်ကဘာကြောင့်စိတ်ပြည့်အားငယ်အားပြတ်နေရမှာလဲသင်ရဲ့ယုံကြည်ခြင်းကဖခင်သာပြက်ပြက်တသားဖခင်ပေါ်မှာသင်ရက်တည်ရင်သင်ကအားရှိနေမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီကနေ့နားလည်စီခြင်းနဲ့ဒါကြောင့်ဘဝအသက်တာမှာတခါတော့ကအမျိုးသမီးနှစ်ယောက်အမျိုးသမီးတွေကလေသူတို့ကိုရုပ်ဆိုးတယ်လို့ပြောလို့ရှိရင်အယမ်းစိတ်ဆိုးတယ်နော်ဒီမှာရှိတဲ့ညီကိုမောင်နှမတွေမိဘတွေသမီးတွေသားသမီးတွေဆရာအားပေးစီခြင်းနဲ့သင်တို့အားလုံးချောကြတယ်တကယ်ပဲသင်တို့ကိုရုပ်ဆိုးတယ်လို့ပြောရင်မိန်းကလေးအမျိုးသမီးတိုင်းဟာစိတ်တူတက်တယ်အားငယ်တက်တယ်ဝမ်းနဲ့တက်တယ်တနေ့တော့ခါမှာတဲ့အမျိုးသမီးနှစ်ယောက်ကဘတ်စကားပေါ်မှာဘတ်စကားသူတို့စီးရင်နဲ့ကားကလည်းလူကျက်တယ်ဥပမာရန်ကုန်ပဲထားပါတော့ရန်ကုန်ဆိုလို့ရှိရင်သိတဲ့အတိုင်းပဲလေနော်ရန်ကုန်မှာဝန်ထမ်းသွားလို့ကြည့်လိုက်တလားတော်နေခြင်းမှာမဟုတ်ဘူးဘာကြောင့်လဲလိုင်းကားတိုးစီးရတာ2 နာရီကြာတယ်ကိုသွားမဲ့ရုံးကတောင်ကလာမှာရှိရင်ကိုနေတာကမြောက်တကုံရှိရင်အဝေးကြီးကိုနေတာကရွှေပြည်သားမှာဆိုရင်အဝေးကြီး2 နာရီကားစီးရတယ်ကား2 ဆင့်3 ဆင့်စီးရတယ်ချွေတလောင်းလောင်းနဲ့ကားကိုကြိတ်တိုးပြီးတော့မှစီးရတာဆိုတော့အဲ့ဒီအမျိုးသမီးတယောက်ကအဲ့ဒီအချိန်မှာကားချက်တဲ့အခါမှာထိုင်ခုံမရတော့မတ်တက်ရက်ရင်းနဲ့မှတ်တိုင်အဆင့်ဆင့်ကြော်သွားတဲ့အခါမှာလူလဲခြောင်သွားတဲ့အခါမှာထိုင်ခုံရတဲ့အခါမှာဒီအမျိုးသမီးနှစ်ယောက်ကအဲ့ဒီထိုင်ခုံကိုလူကြတာလူတဲ့အခါမှာတဲ့စကားများကြတယ်ဒါနဲ့ပဲကားစပီယာကဘာပြောလဲဆိုရင်အမတို့တဲ့ရံမဖြစ်ကြနဲ့တဲ့ကျွန်တော်တခုမှစကားတခုမှပြောမယ်တဲ့အမတို့ထဲကနေပြီးတော့မှ2 ယောက်ထဲကနေရုပ်အစိုးဆုံးတူရှိရင်အရင်ထိုင်လိုက်ပါတဲ့ဆိုတော့မင်းကလေးဆိုတဲ့အတိုင်းပဲရုပ်ဆိုးတယ်လို့ပြောရင်စိတ်ဆိုးတယ်လေဘယ်ခံနိုင်မလဲဆိုတော့သူတို့2 ယောက်ကအဲ့ဒီမှတ်တိုင်မှာထိုင်ရင်းနေပဲသူတို့ဘာလို့လဲ9 မိုင်တိတိခရီးကိုလက်ပိုက်ပြီးတော့မှထိုင်ခုံမှမထိုင်ပဲမှတ်တိုင်ဂိမ်းစုံအထိကိုသူတို့စီးသွားကြတာဒါအမျိုးသမီးရဲ့တဘာဝညီကောင်မောင်နှမတို့ယနေ့ဘဝအသက်တာမှာသင်ကဖျားသားသမီးမှန်ရင်ဖျားသားသမီးရဲ့တဘာဝလက္ခဏာသင်အသက်တာထဲမှာရှိရမယ်အမျိုးသမီးတော်မှအမျိုးသမီးရဲ့တဘာဝလှတာပတာကိုသဘောကျတယ်နှစ်သက်တယ်ရုပ်ချောတာကိုနှစ်သက်တယ်ကျမ်းစာထဲမှာအိမ်ထောင်ဆိုတာကအရေးကြီးတယ်ဖခင်ကအာဒံနဲ့အေဝါကိုဖန်ဆင်းပြီးစပြုတ်လာတဲ့အိမ်ထောင်ဖခင်တန်ဖိုးထားတယ်ဓမ္မဟောင်းကျမ်းမှာဓမ္မတိကျမ်းမှာယောသတ်နဲ့မာရိအိမ်ထောင်ကိုဖခင်ရှင်ကတန်ဖိုးထားတယ်ယနေ့ဘဝအတ္တတာမှာသင်ကယနေ့ဘဝတင့်ရဲ့အိမ်ထောင်ကိုလည်းသင်ကတန်ဖိုးထားတတ်ဖို့လိုတယ်ညီကိုမောင်နှမတို့အားပေးစီခြင်းနဲ့ယနေ့ခင်မွန်းတွေဆရာဒီနေ့အားပေးစီခြင်းနဲ့ကိုယ့်ရဲ့ဇနီးတွေကိုချစ်ပါကိုယ့်ရဲ့ဇနီးတွေကိုတန်ဖိုးထားပါကိုယ့်အိမ်ထောင်ကိုအကောင်းဆုံးဥဆောင်နိုင်တဲ့အိမ်ထောင်ဖခင်တူဖြစ်ဖို့ရန်အတွက်မိမိကိုယ်ကိုလည်းဖခင်နဲ့စက္ကပ်ပါဖခင်ကိုအားကိုးပါလို့အားပေးစီခြင်းတယ်အမျိုးသမီးတိုင်းဟာဒီမှာမိခင်လောင်းနေရှိပါတယ်မိခင်တွေရှိပါတယ်ကလေးမွေးဖွားတဲ့သူတွေအတိဆုံးပါသားသမီးတယောက်ကိုမွေးဖွားတော့မယ်ဆိုရင်နာကျင်ခြင်းဝေဒနာခံစားရတယ်။နံရိုးအချောင်း20အချိုးခံတဲ့နာကျင်တဲ့ဝေဒနာခံစားရတယ်။ဘလို့မှမခံစားဘူးနိုင်တဲ့ဝေဒနာကိုခံစားပြီးမှသားသမီးကိုမွေးဖွားရတာ။ဒီနေ့မိခင်တွေဟာတန်ဖိုးထားရမယ်မိခင်တွေဖြစ်တယ်ဆိုတဲ့အရာကိုလည်းနားလည်စေခြင်းနဲ့အိမ်ထောင်မှာနံပါတ်1ဖခင်တွေအရေးကြီးတယ်မိမိရဲ့ဇနီးတွေကိုမိမိတန်ဖိုးထားပါလို့အားပေးစေခြင်းနဲ့နောက်ထပ်အကြောင်းအရာလေးစကားလေးတစ်ခွန်းထပ်ပြောခြင်းနဲ့လောကမှာတဲ့အားရှိသူနဲ့အားကိုးသူရှိတယ်အားရှိတဲ့သူနဲ့အားကိုးတဲ့သူရှမ်းစုံဘဝအတ္တမှာအားအင်ရှိတာဒါပေမဲ့သူ့ဘဝတက်တာမှာသူဖခင်ကိုအာမကိုဘူးသူ့ကိုအင်အားရှိအောင်ဘသူကပေးတာလဲဖခင်ကပေးတာဒါပေမဲ့ရှမ်းစုံရဲ့ဘဝအတ္တအားရှိပေမဲ့အာမကိုတဲ့အခါမှာနောက်ဆုံးမျက်စိနှလုံးအဖောက်ခံပြီးတော့မှအတေးရတဲ့ဘဝ
ဘဝမလှခဲ့ဘူးဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်ယနေ့ဘဝတတမှာသင်ကဘာလို့ရမလဲအားရှိတဲ့သူဖြစ်ရင်လေအမြဲတမ်းသင်ဘဝအတ္တမှာဖခင်ကိုအားကိုးတဲ့သူဖြစ်ဖို့အရေးကြီးတယ်ညီကိုမောင်နှမတို့ဒါဝိဒ်လေးကအားတော့မရှိပါဘူးဗလန်လေးပါဂေါလိယက်ကြီးဆိုတာကအင်မတန်မှကြီးမားတဲ့ခန္ဓာကိုယ်ကြီးပါလူထွားကြီးပါဒါပေမဲ့သူ့ထဲမှာအားမရှိပေမဲ့သူ့အထဲမှာဘာရှိလဲအားကိုခြင်းရှိတယ်အားကိုခြင်းရှိတဲ့ဘဝအတ္တထဲမှာသူနောက်ဆုံးဘု து ကိုနိုင်ရလေဂေါလိယက်ကြီးကိုနိုင်ရတယ်မဟုတ်ဘူးလားညီကောင်မောင်တို့ဘဝအတ္တမှာသင်အားမရှိပေမဲ့ငါဘဝမလားပါဘူးငါမိသားစုစင်ရဲနွမ်းပါတယ်ငါမိသားစုတွေခက်ခဲတယ်သူများတွေကတော့ချမ်းသာကြတယ်ကောင်းကြီးခံစားရတယ်သူများတွေကတော့ပညာတတ်တွေဖြစ်တယ်သူများတွေကတော့ယာထုစည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံနေတယ်လို့သင်အထဲမှာသင်ကအားမရှိပေမဲ့သင်ဘု து ကိုအားကိုးရမလဲဖခင်ကိုအားကိုးရင်သင်ဘဝအတ္တထဲမှာသင်အားရှိတော်သူဖြစ်လာမယ်ဆိုတဲ့အရာကိုဒီကနေ့နားလေစေခြင်းနဲ့ဒါကြောင့်အားကိုးတဲ့သူဆိုတာဘာနဲ့တွားရလဲဖခင်နဲ့တွားရတာအားကိုးပြီးတော့မှဖခင်နှစ်တော်အတ္တနဲ့အသက်မရှင်ဘူးဖခင်နဲ့သင်ဘဝအတ္တသင်မတွားဘူးဆိုလို့ရှိရင်အချီးနှီးတက်ဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့နားလေစေခြင်းနဲ့တခါတော့ငါတဲ့ခင်ပွန်းတယောက်ကဘောလုံးပွဲတအားကြည့်တာဒီမှာဆိုလို့ရှိရင်ယောက်ျားလေးတော်များများဘောလုံးပွဲဝါသနာပါတယ်ကပ္ပဖလားပွဲဆိုလို့ရှိရင်ကြိတ်တိုးပြီးတော့မှကြည့်ကြတာအဲ့တော့ဒီမျိုးသားကဘာလို့လဲဆိုလို့ရှိရင်ဘောလုံးပွဲတအားစိတ်အားကြီးတော့တနေ့လားလဲဘောလုံးပွဲတနေ့လားလဲဘောလုံးပွဲအဲ့ဒီလိုဘောလုံးပွဲကြည့်ရင်းနဲ့မိန်းမကစိတ်ဆိုးလာတာအိမ်ပြန်လာတဲ့ခါမှာယောက်ျားတဲ့ငါနင့်ကိုတခွန်းနဲ့မိမယ်နင်တလောက်တောင်မှဘောလုံးပွဲကြည့်တာငါအတွက်နင်အချိန်မပေးဘူးတဲ့နင့်ကိုငါမင်းမယ်တဲ့ပြက်ပဲမိမှာတဲ့နင်ဘောလုံးပွဲကိုချစ်သလားငါကိုပဲချစ်သလားတဲ့မိန်းမကကွာပြောရက်လိုက်တာငါမင်းကိုချစ်တာပေါ့တဲ့ချစ်လုံးတော့ငါယူထားတာလေကွာတဲ့နှစ်တောင်မှကြာပြီတဲ့ကဲကောင်းပြီဒါဆိုလို့ရှိရင်တဲ့ရှင့်ကိုချုပ်မင်းမယ်တဲ့ငါတို့လွန်ခဲ့တဲ့10နှစ်တုန်းကလက်ထပ်ခဲ့တဲ့နေ့ကိုနင်မှတ်မိရင်ငါ့ကိုပြောပြတဲ့အဲ့ဒီအချိန်မှာရွာလဲပြီတိုင်ပတ်ပြီဘယ်နေ့ကလက်ထပ်ခဲ့တယ်လဲဆိုတာ तू မသိတော့ဘူးမိမတဲ့ငါတခုတော့တတိရတယ်အဲ့ဒီနေ့ကတဲ့မန်ယူနဲ့ချက်စီ1-1တရေငါတတိရတယ်ကွာတဲ့အဲ့ဒီနေ့ပဲတဲ့ညီကောင်မောင်နှမတို့ဘဝအတ္တမှာကျွန်တော်တို့မိမိရဲ့ဇနီးတဲ့အပေါ်မှာချစ်တတ်ရမယ်မိမိရဲ့အိမ်ထောင်မိသားစုအပေါ်မှာဖခင်တွေကတန်ဖိုးထားတတ်ရမယ်လေးစားရမယ်အနစ်နာခံရမယ်ပေးဆက်တတ်ရမယ်ဒါမှအိမ်ထောင်ဖခင်ကောင်းတယောက်ဖြစ်မယ်ဆိုတဲ့အရာလေးကိုဖော်ပြပေးချင်တာဖြစ်ပါတယ်တုတ်တန်ကျမ်းမှာအခန်းကြီး9အပိုက်ငယ်1ကဒီလိုပြောပါတယ်ဉာဏ်ပညာသည်အိမ်တိုင်9တိုင်ကိုခောက်၍မိမိနေရာကိုအိမ်ကိုစောက်လေ၏ဉာဏ်ပညာဆိုတာကအခုနပြောခဲ့တယ်လို့ပဲဣသရေလနိုင်ငံမှာဣသရေလတွေကအိမ်တိုင်9တိုင်ကိုသူတို့စောက်တယ်အဲ့ဒီအိမ်တိုင်9တိုင်ကိုသူတို့ကဘာလို့လဲဘုရားသခင်ကိုအားဖြင့်ကောင်းကြီးမင်္ဂလာကိုသူတို့ခံစားစေတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်ယနေ့ဘဝတတမှာအိမ်ထောင်ဖခင်များမိမိဟာအိမ်တိုင်ရဲ့ကောင်ဖြစ်တယ်ခေါင်တိုင်ဖြစ်တယ်မိမိလဲရင်ကြံတဲ့အရာတွေကရိမ့်ရိုင်မှုဖြစ်လာလိမ့်မယ်မိမိဟာခေါင်တိုင်ဖြစ်တဲ့အတွက်မိမိရဲ့ဘဝအတ္တမိမိဘာနဲ့အသက်ရှင်ရမလဲဘုရားနဲ့အသက်ရှင်ရမယ်ဘုရားနဲ့အတူသွားရမယ်သင်ရဲ့အသက်ရှင်ခြင်းအပြင်အဲ့ဒီအိမ်ထောင်အဲ့ဒီဇနီးအဲ့ဒီသားသမီးအလုံးဟာကောင်းကြီးမင်္ဂလာခံစားရမှာမဟုတ်ဘူးလားယနေ့ဘဝတတမှာဘုရားကအိမ်ထောင်ကိုတန်ဖိုးထားတယ်လို့သင်ကလည်းမိမိရဲ့အိမ်ထောင်ပေါ်မှာတန်ဖိုးထားတတ်တဲ့ဖခင်တွေဖြစ်ပါစေမိခင်ကလည်းဘဝအတ္တမှာဖခင်ရဲ့မေတ္တာကိုခံစားရတယ်လို့သင်ဘဝအတ္တမှာလေဖခင်မေတ္တာကိုသင်တန်၍ခံစားတတ်တဲ့မိခင်ကောင်းနေဖြစ်စေဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒီနေ့ညီကောင်မောင်နှမတွေအားပေးစေခြင်းနဲ့အပြိုလူပြိုတွေအတွက်ပြောမယ်အပြိုလူပြိုတွေလည်းဒီနေ့အားပေးစေခြင်းနဲ့ဘဝအတ္တမှာ
ခေတ်ကာလကြီးမကောင်းပါဘူးဖုန်းထဲမှာညှဉ်းညူးတဲ့အရာတွေစာတို့တွေ့ရတယ်မြင်ရတယ်ကြားရတယ်မကြားခြင်းတဲ့သတင်းတွေမကောင်းတဲ့အရာတွေမြင်ရတယ်ကြားရတယ်တချို့ဆိုလို့ရှိရင်ယောက်ျားချင်းတောင်မှနားနဲ့မနာဖွားနဲ့နာပါလို့ပြောခြင်းတယ်အတူနေကြတယ်မိန်းမချင်းအတူနေကြတယ်မိန်းမမဟုတ်ယောက်ျားမဟုတ်နေကြတယ်တင်ဘဝအသက်တာမှာတင်တန့်ရှင်းစွာအသက်ရှင်ဖို့ဒီနေ့အပြူတွေလူပြိုတွေကိုအားပေးစေခြင်းနဲ့တင်တို့အိမ်ထောင်အတွက်အိမ်ထောင်ပြုဖို့စန္ဒမစောကြနဲ့အိမ်ထောင်ပြုဖို့အတွက်အချိန်တန်ရင်ပြုရမယ်မိန်းကလေးအသက်25 26 28 30အထိအိမ်ထောင်ပြုလို့ရတယ်ယောက်ျားလေး25 26 30ကျော်သွားလဲပြုလို့ရသေးတယ်ဒါပေမဲ့ဘဝသက်တာမှာတင်လမ်းမှာတွေ့လို့ပခုံးချင်းတိုက်လိုက်လို့ထိတွေ့တဲ့အခါမှာဓာတ်လိုက်တဲ့အခါမှာချစ်ကြိုက်ပြီးတော့မှမယူသွားနဲ့ညီကိုမောင်နှမတို့လမ်းမှာတွေ့လို့တင်ကြိုက်ပြီးယူရင်လမ်းဘေးဘဝပဲတင်ရောက်သွားမှာဖြစ်တယ်ရုပ်ရှင်ုံမှာတွေ့လို့တင်ကကြိုက်ပြီးယူရင်ရုပ်ရှင်ုံအဆင့်ပဲတင်ရမှာဖြစ်တယ်ကားစီးပြီးတွေ့လို့ကြိုက်ပြီးယူရင်ကားအဆင့်ပဲတင်ရမှာဖြစ်တယ်ဖခင်အကြောင်းမှာတွေ့လို့မိတ္တဟာယဖွဲ့ပြီးဖခင်အလိုတော်ရှိလို့တင်ကြိုက်ပြီးယူရင်ဖခင်နှစ်သက်တဲ့အိမ်ထောင်ဖြစ်မယ်ဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒီနေ့ညီကိုမောင်နှမတို့အပြိုလူပြိုတွေအားပေးစေခြင်းနဲ့မညီတဲ့ထံပိုးကိုမတင်ပါနဲ့ဖခင်ကအိမ်ထောင်ကိုတန်ဖိုးထားတယ်လို့သင်ရဲ့ generation မျိုးဆက်တိုင်းပေါ်မှာဖခင်သခင်ကကောင်းကြီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေခြင်းနဲ့ကျမ်းစာထဲမှာမပြောခင်မှာ American White House မှာအိမ်ဖြူတော်မှာသမရခေတ်ဆက်ကနော် American ပထမဦးဆုံးသမရကဘာလို့လဲဆိုလို့ရှိရင် George Washington ဖြစ်တယ်သူ့ရဲ့လက်ထက်မှာသူကဘာလို့လဲဆိုလို့ရှိရင်စီကန်းတွေကိုတတ်မှတ်ခဲ့တာအမေရိကန်သမရတယောက်ပြီးတယောက်ပြောင်းသွားတယ်နှစ်ပြည့်တဲ့အခါမှာ42ယောက်သမရကဘာလို့လဲဆိုရင်ကလင်တန်43ယောက်သမရက George W. Bush 4ယောက်သမရက Obama 45ယောက်သမရက Donald Trump 46ယောက်သမရက Joe Biden အခု49ယောက်လာတော့မယ်အမျိုးသမီးလားအမျိုးသားလားမပြောလို့မရသေးဘူးဆိုတော့အိုဘားမားလက်ထက်မှာဖြစ်ပျက်ခဲ့တဲ့အရာလေးကိုအနည်းငယ်လေးဖော်ပြပေးခြင်းနဲ့အဲ့ဒီ White House မှာအိမ်ဖြူတော်မှာခေအဆက်သမရတွေကိုစီကံတတ်မှတ်ပေးထားတာအိမ်ဖြူတော်မှာအရက်တောက်လို့မရဘူးဘီယာတောက်လို့မရဘူးဆက်လိတ်တောက်လို့မရဘူးတောက်ချင်ရင်ဘာလို့ လဲအပြင်ထွက်တောက်ရတယ်ဒါသူတို့ရဲ့စီကံချက်သူတို့ brain ရင်ပြုတ်ထားတာသူတို့ရဲ့ covenant စီကံရှိတယ်ဒါကြောင့်မလို့ဘဝအသက်တာမှာအိုဘားမားလက်ထက်မှာ ray light ပေးလိုက်တဲ့အခါမှာ one နဲ့စီယာကောင်းတယ်ဘာတွေလဲဆိုလို့ရှိရင်အမေရိကန်သမရမှာအမေရိကန်မှာဘာဖြစ်လာလဲဆိုရင်ယောက်ျားလေး twilight နေဖြစ်သွားတယ်မိန်းမချင်း twilight ဖြစ်တယ်ယောက်ျားမကြမိန်းမမကြtwilight နေဖြစ်သွားတယ်ဘာကြောင့်လဲone နဲ့စီယာတိတ်ကောင်းတယ်ဒါကဖယားသခင်ကိုစန့်ကျင်တဲ့အရာဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီကနေ့နားလည်စေခြင်းနဲ့ဒါကြောင့်မလို့အမေရိကန်နိုင်ငံကခေတ်နှစ်200ကျော်လေးပဲရှိသေးတယ်ဘာကြောင့်တိုးတက်လာတာလဲတခြားနိုင်ငံတွေကနှစ်ထောင်နဲ့ချီပြီးတော့မှကျော်သွားတဲ့အခါမှာနောက်ကျပြီးမှဘာဖြစ်လို့တိုးတက်တာလဲအဲ့ဒါကြောင့်အမေရိကန်ကဘယ်လောက်ထိစူပါပါဝါဖြစ်လဲဆိုရင်မြေအောက်ကနေဒုံးကျည်ပစ်လို့ရှိရင်မိုင်200အထိပြေးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်တကယ်အင်အားကြီးတဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်မလို့ဘဝအသက်တာမှာအမေရိကန်ဒီဘာကိုအခြေပြုတယ်လဲဆိုရင်အမေရိကန်သမ္မတတိုင်းဟာယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့သူကတာလျင်ဘာဖြစ်လဲသမ္မတဖြစ်ရတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်စေဖို့ဖြစ်တယ်
ဒါကြောင့်အမေရိကန်နိုင်ငံဟာယနေ့ချိန်ထိဘုရားသခင်ရဲ့ကောင်းကြီးကိုခံစားရတယ်အိုဘားမားလက်ထက်မှာဒီအချင်းအရာလေးတွေကြုံတွေ့ရတယ်ဆိုတဲ့အရာကိုဒီကနေ့နားလည်သိခြင်းနဲ့ဘဝအတ္တမှာခေတ်ကာလကြီးမကောင်းပြီပဲကျွန်တော်တို့ရဲ့အိမ်ထောင်မှာကျွန်တော်တို့တန်ဖိုးထားရမယ်ကျွန်တော်တို့ကိုဖျားနှစ်သက်တဲ့အသက်တာနဲ့ကျွန်တော်တို့အသက်ရှင်စေဖို့ရန်အတွက်အရေးကြီးတယ်ဒံယေလကိုကြည်ပါဒံယေလကဖျားနှစ်သက်တဲ့အသက်တာနဲ့တန်ရှင်းစွာအသက်ရှင်တဲ့အခါမှာသူများနိုင်ငံကိုရောက်တာသူ့ကိုကျွန်လို့ဖို့ကျွန်အဖြစ်ခိုင်းဖို့ဒါပေမဲ့သူ့ရဲ့ဘဝတတမှာဖျားနှစ်သက်တဲ့အသက်တာနဲ့သူနေထိုင်တဲ့အခါမှာသူကတနိုင်ငံလုံးကိုပြန်ခိုင်းတဲ့သူဖြစ်ရတယ်ဘဝတတမှာသင်အားငယ်စရာမလိုဘူးသင်ဝမ်းနဲ့စရာမလိုဘူးစိတ်ပြည့်စရာမလိုဘူးသင်ဘာမှမဟုတ်ပေမဲ့သင်ရဲ့ဘဝအသက်တာထဲမှာဖျားနှစ်သက်တဲ့တန်ရှင်းစွာနဲ့သင်အသက်ရှင်ရင်သင်ကိုသူပြန်ကခိုင်းဖို့မလိုဘူးသင်ကသူများကိုပြန်ခိုင်းရတဲ့အဆင့်ရောက်အောင်ဖျားကပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့အရာလေးကိုဒီကနေ့နားလေစေခြင်းနဲ့ဆရာအများကြီးချုပ်နေတော့မယ်ကျမ်းစာဘက်ကိုတွားရအောင်ဒါကြောင့်မလို့တိုင်9တိုင်မှာအရေးကြီးတယ်ယာကုပ်ကြောက်တိုင်ကောင်းစဉ်ပြတာဖြစ်တယ်အမြန်ဆုံးပြောမယ်ယာကုပ်ရဲ့နာမည်ကဘာလဲဆိုလို့ရှိရင်လိန်လေတော်သူအေးတော့ရဲ့နာမည်ကဘာလဲအမွေးထူတော်သူတခြားမှတ်ထားလိုက်ယာကုပ်နာမည်ကလိန်လေတယ်အေးတော့ရဲ့နာမည်ကအမွေးတွေထူတယ်ဣဇက်သူ့ရဲ့အဖေကဣဇက်သူ့ရဲ့အမေကဘာတူလဲသူ့ရဲ့အမေကဘာတူလဲရဘက္ခာရဲ့နာမည်ကအဓိပ္ပာယ်ကကြော်ကွင်းဣဇက်ကဲအဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ရီမောတော်သူအဲ့ဒီအဖေကနေမွေးလာတဲ့သားနှစ်ယောက်ကအေးတော့နဲ့ယာကုပ်အေးတော့ကဖျားပြီးတဲ့ကောင်းကြီးကိုတန်ဖိုးမထားဘူးယာကုပ်ကဖျားသခင်ပြီးတဲ့ကောင်းကြီးကိုတန်ဖိုးထားတယ်ဒါပေမဲ့သူဘု து ကိုလိန်နဲ့အဖေနဲ့အကိုကိုလိန်ပြီးအဝိတ္တတဲ့ကိုယ်ထည်နဲ့သူထွက်ပြေးတာသူဘဝတဲ့တမှာသူဘလောက်ပဲလိန်သူကဖျားသခင်နဲ့မိတ္တဟာရဖွဲ့တယ်ဒါကြောင့်မလို့ကျမ်းစာထဲမှာယာကုပ်နဲ့ပတ်သက်ပြီးတော့မှအနည်းငယ်လေးဆရာဖော်ပြပေးခြင်းတယ်ယာကုပ်ကသူနောက်ဆုံးဗာလဲဆိုလို့ရှိရင်သူ့အကိုတွေကိုသူလိန်ပြီးတဲ့အခါမှာသူညက်ပဲ့အိတ်တဲ့အခါမှာကြောက်ခဲလုံးကိုခေါင်းအုံပြီးတော့မှသူအိတ်ရတယ်ကြောက်ခဲကိုခေါင်းအုံလုံးအိတ်တဲ့အခါမှာခေါင်းအုံလုပ်ပြီးအိတ်တဲ့အခါမှာအိတ်ပျော်မလားမပျော်ဘူးခေါင်းအုံဆိုတာ soft ပျော့ပြောင်းနုညံ့တဲ့ခေါင်းအုံဖြစ်ရမှာဒါမှအိတ်ပျော်မှာဒါပေမဲ့ကြောက်ခဲကိုခေါင်းအုံလုပ်ပြီးအိတ်ရတဲ့အချက်နှစ်ချက်ရှိတယ်ညဆိုလို့ရှိရင်ခဏနိုးပြီးဖျားရှိခိုးဖို့အတွက်ဖြစ်တယ်ယာကုပ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအကျော်မာတယ်အဲ့ဒီအကျော်ကိုပြော့စေဖို့ဖျားသခင်ကနီးလန်းနဲ့သူ့ကိုကြောက်တုံးကိုခေါင်းအုံလုပ်ပြီးသူ့ကိုအိတ်ခိုင်းတယ်အဲ့လိုအိတ်တဲ့ခါမှာညမှာသူအိမ်မက်မက်တယ်ကောင်းကင်နဲ့မြေကြီးတရားထိုးတဲ့အရာကိုသူမြင်တွေ့ရတယ်အဲ့ဒါမနဲ့မိုးရီတဲ့ခါမှာသူကအံ့ဩပြီးတော့မှဒီနေရာကဘုရားသခင်ရဲ့ဘုံဗိမာန်တော်ဖြစ်တယ်အဲ့ဒီနေရာကိုသူကဘာလို့လဲအဲ့ကြောက်တုံးကိုသူဘာလို့လဲစီလောင်းပြီးတော့မှဘေတလလို့သူအနံပဲသူပြီးတယ်အဲ့ဒီကနေပဲသူနေတဲ့အခါမှာယာကုပ်ကသူ့ရဲ့ကောင်းကြီးမင်္ဂလာကနှစ်စုခွဲဝေလို့ရတယ်ဘုရားကအဲ့လောက်တောင်သူ့ကိုကောင်းကြီးပေးတာထွက်သွားတော့အဝိတ္တတဲ့ကိုတဲ့ပြန်လာတော့ကောင်းကြီးနှစ်စုသူရတယ်အဲ့ဒီကနေသူလာတဲ့အခါမှာတစ်ဖက်မှာအေးတော့ကသူ့အကိုကသူ့ကိုတတ်ဖို့လို့စောင့်နေတာတစ်ဖက်မှာသူကဘာလို့လဲဆိုလို့ရှိရင်သူ့မိသားစုကိုကမ်းတစ်ဖက်ကိုပို့ပြီးတော့မှလုံခြုံတဲ့နေရာမှာထားပြီးတော့မှကမ်းတစ်ဖက်ကိုလာပြီးကောင်းကင်တမန်နဲ့သူနှပန်းလုံးတယ်အဲ့ဒီလိုနှပန်းလုံးတဲ့အခါမှာကောင်းကင်တမန်ကတော့မှမနိုင်ဘူးတဲ့နောက်ဆုံးဘာလို့လဲယာကုပ်ကဲပေါင်ကြံကအကျော်အစ်စ်ကိုဖြုတ်လိုက်တာယာကုပ်ကဘာဖြစ်လဲထော့နေဘောအသက်တာအရင်တော့ကတော့ယာကုပ်အဲ့ဒီချိန်မှာကောင်းကင်တမန်ကဘာပြောလဲမင်းရဲ့နာမည်ယခုကဣသရေလဖြစ်တယ်ယာကုပ်ရဲ့ဘဝအသက်တာမှာဖျားသခင်နဲ့မိတ္တဟာယဖွဲ့တဲ့အခါမှာယာကုပ်ကြောက်တိုင်ဖျားနဲ့မိတ်ဖွဲ့တဲ့အခါမှာမွေ့လျော်တဲ့အခါမှာဘလောက်ပဲလိန်ညာတဲ့ပုဂ္ဂိုလ်ဖြစ်နေပါစေကောင်းကြီးမရှိနေပါစေကောင်းကြီးကိုယာကုပ်ကမရအောင်ဖတ်တွေ့တဲ့အခါမှာနောက်ဆုံးကောင်းကင်တမန်တော်ကအရှုံးပေးရတယ်ကောင်းကြီးပြန်ခံစားရတယ်ဘဝအသက်တာယာကုပ်ဘဝမှာမြင်တွေ့ခံစားရတာဖြစ်တယ်ယနေ့ဘဝအသက်တာမှာ
တင်ဘာမှစိတ်မပြည့်နဲ့အာမငယ်နဲ့တင်ဘဝတင်အိမ်ထောင်တင်မိသားစုတင်ပတ်ဝန်းကျင်တင်အတင်းတော်တင်မြို့ရွာပြည်နယ်အားလုံးကောင်းကြီးခံစားစေခြင်းရင်တင်ရှိတဲ့နေရာမှာယာကုပ်ကဲ့သို့ကြောက်တိုင်ထူပြီးတင်ဘဝအသက်တာကိုဘုရားသခင်နဲ့တီဆောက်သွားရင်တင်ကကောင်းကြီးခံစားရမယ်ဆိုတဲ့အရာကိုနားလည်စေဖို့ဖြစ်တယ်။နိုင်ဝဲပြည့်ပြီနော်ဆရာ။ပြည့်ပြီဆရာအများကြီးခြံထားတယ်။ယနေ့ဘဝသက်တာမှာတင်ဘုရားသခင်ရဲ့ကောင်းကြီးကိုတင်ခံစားစေခြင်းတင်ရဲ့ဘဝသက်တာတင်ဘာလို့ရမလဲ။တန်ရှင်းဖြောက်မှတ်စွာတင်အသက်ရှင်ရမယ်။ယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်သင်ကတန်ရှင်းခြင်းဖြောက်မှတ်ခြင်းသင်ခံစားရပြီးသင်အပြစ်စီရင်ခြင်းငရဲကိုသင်သွားစရာမလိုတော့ဘူးဒါပေမဲ့လောကမှာသင်ဘာလို့ရမလဲဘုရားနှစ်သက်အသက်တာနဲ့သင်အသက်ရှင်ရင်သင်ကောင်းကြီးမင်္ဂလာခံစားခြင်းယာကုပ်ကြောက်တိုင်ကဲ့သို့သင်ထူပြီးတော့မှသင်အသက်ရှင်ရင်သင်ရဲ့အိမ်ထောင်မှာသင်မိသားစုမှာတာ၍ကောင်းကြီးမင်္ဂလာခံစားဖို့ပဲဖြစ်တယ်ဆိုတဲ့အရာလေးကိုအားပေးရင်နောက်တစ်ခေါက်ကြုံတဲ့အခါမှာတိုင်9တိုင်တွေကနံပါတ်1တိုင်ကိုဆရာဖော်ပြပြီးမှဖြစ်တယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ God bless you all ညီတဲ့ချင်းရှိပါစေ